သင်ခန်းစာကတော့ Grade 12 Chemistry Chapter 1 Chemical Bonding and Intermolecular Forces ရဲ့အပိုင်း 1 ဖြစ်ပါတယ် Chapter 1 ကြောင့်မလေ့လာခင်မှာအရင်ဦးဆုံး matter ဆိုတာဘာလဲသိဖို့လိုပါတယ်အဲ့တော့တို့ပတ်ဝန်းကျင်မှာတို့အသက်ရှူနေတဲ့အောက်ဆီဂျင်တို့တောက်နေတဲ့ရေလေမီးသွေးတကြားနွားနို့စသည်အဖြစ်အဲ့ဒီရာဝတ္ထုတွေအားလုံးဒီ matters တွေဖြစ်မယ်ကဲဒါဆိုတော့သူ့ရဲ့ definition ကဘယ်လိုပြောလဲဆိုရင် matter is anything နဲ့အခုဒီမှာဆရာမတို့ပုံမှာတွေ့တယ်အရာအားလုံးဒီ matters တွေသူတို့ကိုလေ့လာရင်ဥမာအောက်ဆီဂျင်ဆိုတော့ mass တန်ဖိုးရှိသလားရှိတယ်အောက်ဆီဂျင်ဒီ occupy space နေရာယူသလားလို့မေးယူတယ်ဒီလိုပဲရေ mass တန်ဖိုးရှိတယ် occupy space နေရာယူတယ်အဲ့ဒီလိုမျိုးဒုပတ်ဝန်းကျင်မှာအခုတွေ့နေရတဲ့ mass လည်းရှိတယ် occupy space နေရာလည်းယူတဲ့ရာဝတ္ထုအားလုံးကို matter state လို့ပြောပါတယ်ဟုတ်ပြီအဲ့ဒီ matter state တနည်းအားဖြင့် everything around us တွေကို made up လုပ်ထားတဲ့နေရာမှာတချို့က chemical composition ရသူတို့ရဲ့ဖွဲ့စည်းပုံဒီ element ဥမာအခုစောစောတွေ့တဲ့အောက်ဆီဂျင်ဆိုရင်အောက်ဆီဂျင် atom တစ်မျိုးတည်းနဲ့ပဲဖွဲ့ထားတယ်ကာဗွန် atom တစ်မျိုးတည်းနဲ့ပဲဖွဲ့ထားတယ်ဟီလီယမ်ဒါတွေဒီဘာတွေလဲဆိုရင် chemical composition ရပြောရင် element မှာတချို့တွေဥမာရေလို့ပြောရင်ရေဒီ hydrogen oxygen ပေါင်းစပ်ထားတဲ့ chemical composition ရတိကျတဲ့ compound ဒီလိုပဲတကြားအိမ်သုံးစား baking soda carbon dioxide ဒါတွေအားလုံးဒီဘာတွေလဲဆိုရင် compound matters တွေဖြစ်မယ်နောက်တစ်ခါဥမာတို့ပတ်ဝန်းကျင်မှာရှိတဲ့လေထုလို့ပြောရင် nitrogen oxygen carbon dioxide noble gas နဲ့တခြားဓာတ်ငွေ့တွေရောထားတဲ့ဖွဲ့စည်းပုံ composition ရပြောရင်ရာခိုင်နှုန်းအတိအကျမမှန်နိုင်တဲ့ mixture တွေဖြစ်မယ်ဒီလိုပဲနွားနို့တို့ပင်လယ်ရေတို့ steel ရှိမယ်နောက်တစ်ခါဟောဒီမြေစီလွှာရှိမယ်ဒါတွေကြတော့ chemical composition ရပြောရင်သူတို့ဒီ mixture တို့ပတ်ဝန်းကျင်မှာ matters တွေကိုလေ့လာတဲ့အခါမှာthere are many million of different substances နော်တို့သိတဲ့မတူညီတဲ့ရာဝတ္ထုပေါင်းတန်းပေါင်းများစွာရှိပြီးတော့သူတို့တွေကို physical state အရာအုပ်စုခွဲရင်တချို့ရာဝတ္ထုတွေက solid တွေတချို့အရာဝတ္ထုတွေက liquid တွေတချို့အရာဝတ္ထုတွေကဓာတ်ငွေတွေအနေနဲ့တွေ့ရမယ်နောက်အတည်းအခုယနေ့ခေတ်မှာတော့ there are 4 state ၄ခုမြောက် physical state အဲ့ဒီ၄ခုမြောက် physical state ကိုတို့ကဘာလို့သိလဲဆိုရင် plasma လို့သိတယ် plasma ဆိုတာဘာလဲလို့ပြောရင် hot ionized gas တွေ containing charged particle လေးတွေပါတာလေးတွေအဲ့ဒါတွေကိုတို့က plasma လို့ပြောတယ်ကဲကြည့်ကြရအောင်ဥမာအားဖြင့်ဆိုပါတော့ solid ice ဟုတ်ပြီရေခဲဒီ solid matter အဲ့ဒီရေခဲ solid matters ကနေမှဆရာမတို့ energy ရတဲ့အခါမှာသူဒီအရေးပြောသွားပြီးတော့ water အဖြစ်ပြောင်းသွားတဲ့ liquid matters အဲ့ဒါကိုဆက်ပြီးတော့သူက energy ထပ်ပေးရင် liquid matter water ကနေပြီးတော့ stream physical state ရပြောရင် gas တွေအဖြစ်ကိုပြောင်းသွားကဲဒါဆိုရင်စောစောကပြောတဲ့ plasma ဆိုတာဘာလဲဥမာအဖြစ်ဆိုပါတော့တို့လျှက်စီးလက်တဲ့လျှက်စီးမလက်ခင်တော့ကတို့ပတ်ဝန်းကျင်လေထုထဲမှာ nitrogen molecule N2 gas oxygen molecule O2 gas ရှိနေမယ်ဟုတ်ပြီလျှက်လဲလက်လိုက်တော့အဲ့ဒီ nitrogen oxygen တွေက nitrogen cation လေးတွေ oxygen anion လေးတွေဖြစ်ဖွဲ့သွားပြီးတော့ base state ရောက်သွားလဲဆိုရင် plasma အခြေအနေကိုရောက်သွားပြီးတော့တိကျအောင် example ထပ်ပြောရရင်ဥမာ chemical composition ရ element တွေထဲကဟောဒီ diamond စိန်တို့ကိုကြောင်မီးသွေးတို့
ဒါတွေကကြတော့ physical state ရပြောရင် solid chemical composition ရပြောရင် element ဥမာ mercury ဗရာ physical state ရပြောရင် liquid matter chemical composition ရပြောရင် element the air we breathe တနည်းအားဖြင့် oxygen ပေါ့ဒါကကြတော့ physical state ရပြောရင် gas တွေပါ chemical composition ရပြောရင်သူဒီပါလဲဆိုရင် example common example လေးတွေကိုတို့လေ့လာကြည့်အောင်ရေလို့ပြောရင် physical state ရပြောရင် liquid chemical composition ရပြောရင် element hydrogen နဲ့ element oxygen တို့တိကျသောအချိုးအစားနဲ့ 1:8 ပေါ့တိကျသောအချိုးအစားနဲ့ပေါင်းစပ်ထားတဲ့ compound ဒီလိုပဲ sugar တည်လဲ physical state ရပြောရင် solid chemical composition ရပြောရင် element carbon hydrogen oxygen တို့ကတိကျတဲ့အချိုးအစားနဲ့ပေါင်းစပ်ထားတဲ့ compound ဒီလိုပဲတို့နှာခေါင်းကနေရှူထုတ်နေတဲ့လေ carbon dioxide physical state ရပြောရင်ဓာတ်ငွေ့သူဒီ element carbon element oxygen တို့နဲ့ပေါင်းစပ်ထားတဲ့ဘာဖြစ်မလဲဆိုရင် chemical compound ကဲဒါဆိုတော့ mixture တွေကိုဥမာအနေနဲ့လေ့လာကြည့်အောင်ဥမာကျမတို့ပတ်ဝန်းကျင်မှာပင်လယ်ရေရှိမယ် the sea water သူဒီ physical state ရပြောရင် liquid chemical composition ရပြောရင်ရေတို့စားမျိုးမျိုးတို့ရောစပ်နေတဲ့ mixture တခါ the soil မြေစီလွှာပေါ့မြေစီလွှာလို့ပြောရင် physical state ရပြောရင် solid chemical composition ရပြောရင်အတိအကျမပြောနိုင်ဘူးဒါကြောင့် mixture နောက်တစ်ခါ the air atmosphere လေထုတဲက atmosphere လေထု physical state ရပြောရင် gas chemical composition ရပြောရင်သူ့မှာပါဝင်တာတွေကို percent နဲ့အတိအကျမပြောနိုင်တဲ့အတွက်သူဒီ mixture ဖြစ်မယ်